မလငလင်းဟာမြို့များပျက်စီးခြင်းနမိတ်ဖြစ်ပြီးဇူလိုင်လငလင်းဟာဘရင်များအုပ်ချုပ်သူများအဖြုတ်ချခံရမဲ့နမိတ်လို့လူအများကယုံကြည်ကြပါတယ်။ကောလာဟာလာနဲ့အတိတ်နမိတ်ပြန့်နှံ့မှုတွေကိုစင်စာဖြစ်တောက်တဲ့နိုင်ငံမှာမြန်မာပြည်သူများဟာယခုနောက်ဆုံးကတ်ဆိုးကအစိုးရအပြောင်းအလဲဖြစ်မဲ့နမိတ်ဟုတ်မဟုတ်မေးခွန်းထုတ်နေကြပါတယ်။မလ28ရက်နေ့ကဖြတ်အားဖြင့်ငလင်အကြားအခြေအနေဆိုးရွားနေချိန်တည်ရရှင်ရေးမေးခွန်းတစ်ခုငလင်နောက်ဆက်တွဲဖုံလုံးများအကြားထွက်ပေါ်နေသေးဖြစ်ပါတယ်။၎င်းကတော့ပြည်တွင်းစစ်ကြောင့်ဒုက္ခရောက်နေတဲ့နိုင်ငံမှာနောက်ထပ်စိတ်ဒဏ်ရာဖြစ်စေတဲ့ပြည့်ရွေလွှားများအပြင်းအထန်ပွတ်တိုက်မိပြီးငလင်လှုပ်ခြင်းဟာစစ်ကောင်စီကြာဆုံးမဲ့နမိတ်ဖြစ်နိုင်သလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်။စစ်တပ်က280ပြည့်တော်လန်ရေးနေစစ်တပ်အခေါ်တပ်မတော်နေကိုရခင်စစ်အုပ်စုကရွေချက်ရှိတီဆောက်ခဲ့တဲ့မြို့တော်နေပြည်တော်မှာစီးရေးပြချီတက်ပြီးနောက်တရက်အ ਨੇ ဆုံးလူ2000ကျော်တေဆုံးခြင်းသို့မဟုတ်ထိုထက်များတဲ့တေဆုံးမှုတွေရှိတဲ့ငလင်ဟာပြင်းထန်စွာလှုပ်ခတ်ခဲ့ပါတယ်။အတိတ်နမိတ်တွေနဲ့ကောလာဟာလာတွေကိုတည်င်းအချက်အလက်စီးဆင်းမှုမရှိလောက်ဖြစ်နေတဲ့အာဏာရှင်နိုင်ငံမှာအလေးထားနေကြသည်ကကာလကြာမြင့်ပြီဖြစ်ပါတယ်။လွန်ခဲ့တဲ့၄နှစ်ကဆီအာနာသိန်းတဲ့အခါအာနာသိန်းဗိုလ်ချုပ်တွေကနိုင်ငံကိုပိတ်ဆို့ပြီးအယူသီးခြင်းနဲ့ဝါဒဖြန့်ချီခြင်းကိုးကွယ်မှုကိုပြန်လည်တွန်းပို့ခဲ့ပါတယ်။အဲဒီနောက်ငလင်များအရေးဟာမြန်မာပြည်မှာအမြင့်ကောင်းကောင်းတွယ်နေတဲ့နက်ခတ်ပြက်ကလေးမှာပါဝင်လာပါတယ်။မလငလင်းဟာမြို့များပျက်စီးခြင်းနမိတ်ဖြစ်ပြီးဇူလိုင်လငလင်းဟာဘရင်များအုပ်ချုပ်သူများအဖြုတ်ချခံရမဲ့နမိတ်လို့လူအများကယုံကြည်ကြပါတယ်။စစ်ကောင်စီဟာမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးငလင်းတန်းအပြင်းထန်ဆုံးခံရတဲ့မန္တလေးကဲ့သို့မြို့ကြီးများမှာအခိုင်အမာရှိနေပါတယ်။ယခုတဘာဝဘေးရန်တွေဟာသူကြုံဘူးသမျှမှာအဆိုးရွားဆုံးဖြစ်ကြောင်းအသက်89နှစ်ရှိပြီဖြစ်တဲ့ဒေါ်မာလာမြင့်ကလည်းဆိုပါတယ်။အငိမ့်စားကျောင်းဆရာမကြီးဖြစ်တဲ့ဒေါ်မာလာမြင့်ကသူ့ရဲ့ဟောကိန်းကိုဇူလိုင်လအထိအောက်မထားနိုင်တော့ပါဘူး။အခုလိုပြင်းထန်တဲ့ငလင်တွေကရက်ဆက်ကြမ်းကြုတ်မင်းကျင်တရားနဲ့မညီတဲ့အုပ်ချုပ်သူကိုတဘာဝတရားကြီးကဒဏ်ခတ်ပြီးအပြစ်ပေးတာဆိုတဲ့ဆိုရိုးစကားကျမတို့မှာရှိတယ်လူတွေအများကြီးတက်ပြီးတော့မင်းအွန်လိုင်းဟာတဘာဝတရားရဲ့အဆုံးအဖြတ်ကိုခံနေရပြီလို့ဆိုပါတယ်။သူတက်ထားတဲ့လူတွေကအယိုးတွန်းပြီးလို့ဒေါ်မာလာမြင့်ကပြောပါတယ်။မြန်မာမှာရွေးကောက်ခံအစိုးရကိုမင်းအွန်လိုင်းဖြုတ်ချပြီးတဲ့နောက်ပြည်တွင်းစစ်ကစဖြစ်လာပါတယ်။ပိုင်နဲ့နယ်မြေအများစုဟာလည်းတော်လန်ရေးအင်အားစုများလက်ထဲမှာရှိနေပြီးစစ်တပ်ဟာမြို့ကြီးများတွင်သာခန်းစစ်ပြင်နေရပါတယ်။စစ်ကောင်စီကအရက်သားများကိုလေကြောင်းကအကြမ်းဖက်ပြီးမကြာသေးမီလများအတွင်းဂါဇာဒေသထပ်ပင်ပြင်းထန်နေလို့ဆိုပါတယ်။ဒိုင်းသားလက်နက်ကိုင်များအတိုက်အခံနိုင်ငံသမားများဒရုန်းစစ်စင်ရေးကိုဖြစ်နိုင်တဲ့နေရာများကနေဖော်ဆောင်နေတဲ့ဤပညာလိုက်စားတဲ့လူငယ်များစားတဲ့အပွဲအမျိုးမျိုးရှိတဲ့မြန်မာတော်လန်ရေးအင်အားစုတွေကနိုင်ငံတကာထောက်ခံမှုမရသလောက်ဖြစ်နေပြီးအပြင်းထန်တိုက်ပွဲဝင်နေကြရပါတယ်။စစ်တပ်ကစစ်သားများကိုစတေးတာကြောင့်ဗတ်ပြောင်းမှုများလည်းများလာနေပါတယ်။ဒီကိစ္စကရိုင်းဆိုင်ကြမ်းကြုတ်တဲ့ဒဏ်ခတ်တဲ့စစ်ဖြစ်ပြီးနှစ်ဖက်စလုံးဟာထွက်ပေါက်အပြင်းအထန်ရှာနေကြရပါတယ်။ငလင်နောက်ဆက်တွဲကိုညီမပြည်သူများမလ29ရက်နေ့မှာလေ့လာတဲ့အခါမှာတော့အပြည့်အစည်းများအောက်မှာပိတ်မိနေသူများရဲ့အော်ဟစ်တန်တွေကလည်းမြို့များထဲမှာပဲ့တင်ထပ်နေပြီးပျက်စီးမှုအတိုင်းအတာကပုံပေါ်လာစလာရှိပါသေးတယ်။ပြည်ပမှာပုံမကောင်းမွန်တဲ့အလောက်အကန်ရှာဖို့နိုင်ငံကနေထွက်ပြေးလာတဲ့လူငယ်အတက်ပညာရှင်များအနက်ကတူဖြစ်တဲ့စင်ကာပူကမြန်မာလူသားတူကတော့မိဘများဇနီးအသက်4နှစ်နဲ့9နှစ်အရွယ်သမီး2ဦးထံငွေပြန်ပို့ပါတယ်။ငလင်အတွင်းမန္တလေးကသူတို့နေထိုင်တဲ့ကွန်ဒိုမီနီယံပြိုကျတဲ့အခါသူတို့အားလုံးတေဆုံးခဲ့ရပါတယ်။၎င်းတို့ရဲ့အလောင်းတွေရလဲခမ်းမတစ်ခုမှစုပုံထားသည့်အလောင်းများအနက်ကအနှဲငယ်သားဖြစ်ပြီးမြုပ်နှံတကြိုးပြီးမဲ့နေရာလဲမရှိဖြစ်နေပါတယ်။ကိုလိုနီခေတ်လွန်နောက်ပိုင်းအများစုမှာညီမကိုစစ်အာဏာရှင်များကအုပ်ချုပ်ကြပါတယ်။ဗိုလ်ချုပ်မျိုးဆက်များဟာ၎င်းတို့ရဲ့မူဝါဒဆုံးဖြတ်ချက်တွေကိုလမ်းညွှန်ရန်နက်ခတ်နဲ့ဗေဒင်ဆရာများကိုအားကိုးကြပါတယ်။စစ်ခေါင်းဆောင်ဟောင်းတဦးဟာညီမတော်ဆက်သူတဦးမှတဆင်စကားပြောတဲ့အကြားအမြင်ဆရာမ ED ထံကနေအကြံဉာဏ်တောင်းပူပါတယ်။ထိုညီအမတော်ဆက်သူက ED ကွယ်လွန်ပြီးတဲ့နောက်မှာပင်ဆက်လက်ဟောနေတော့လေသူ့ရဲ့ဟောကိန်းများကမဟုတ်မှန်းဟုရခင်သူ့ရဲ့ဟောကိန်းအတွက်ငွေအမြောက်အများပေးခဲ့သူများကပြောပါတယ်။ရခင်ကထောက်လိုင်းရဲ့အကြီးအကဲဟာသူ့ရဲ့အာဏာကိုအမွှန်းတင်ဖို့တက်ရှိစင်ပြူများကိုစုဆောင်းပါတယ်။ရခင်ကစစ်ခေါင်းဆောင်ဟောင်းတူဟာကိုကနန်းနဲ့ပတ်သက်ပြီးအယူအဆသီးတာကြောင့်နိုင်ငံရဲ့ငွေကြီးကိုလည်းထိုအတိုင်းအတာသက်မှတ်ပြီး45ကျပ်တန်း90ကျပ်တန်းများထုတ်ဝေခဲ့ပါတယ်။လက်ရှိစစ်ခေါင်းဆောင်မင်းအွန်လိုင်းကတော့သူ့ရဲ့ဂုဏ်သတင်းကြော်စောဖို့အတွက်ဖျားများနဲ့နေပြည်တော်ကအလွန်ကြီးမားတဲ့ဗုဒ္ဓဆင်းတုတော်ကြီးကိုအနေကစားတင်ပါတယ်။သူလည်းဆင်းပြူတော်များစုဆောင်းထားပါတယ်။ဗိုလ်ချုပ်များအနက်အကျိုးဆက်အများဆုံးဟောကိန်းဟာ2005ခုနှစ်ကဟောကိန်းဖြစ်ပါတယ်။
မြန်မာရဲ့မြို့တော်ကိုရန်ကုန်ကနေနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ထိုစင်ကအမြင်ပေးရသေးတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့အခါတော်ပေးသူများပြောတဲ့မင်္ဂလာအရှိဆုံးအချိန်မှာပြောင်းရွှေ့ကြပါတယ်။ဗီဒီယိုဆရာများနဲ့တိုင်ပင်ပြီးတဲ့နောက်ကုန်တင်ကားများဟာနောက်နေပြည်တော်လို့ခေါ်မဲ့နေရာသို့စတင်ထွက်ခွာပြောင်းရွှေ့ကြရပါတယ်။ထိုနေ့မှာထိုမျိုးသစ်ကိုတောင်တန်းများဖြင့်ကာယံထားပြီးရန်ကုန်ကဲ့သို့ရေချောင်းကတိုက်ခတ်လို့မရနိုင်အောင်ဖြစ်ပါတယ်။မြို့တော်ဟောင်းနဲ့ AR မြို့ဝကျိုးမော်ကို2008ခုနှစ်ကနာခေမုန်တိုင်းတိုက်ပြီးလူ3,300,000ကျော်သေဆုံးပျောက်ဆုံးတဲ့အခါနေပြည်တော်ဟာအရာမထင်ခဲ့ပါဘူး။ဗိုလ်ချုပ်များဟာလည်းခမ်းနားတဲ့လမ်းမကြီးများကြီးမားတဲ့ဝန်ကြီးဌာနများနဲ့ပင်ခွင်းငှက်အစ်စ်များကိုရေခဲပြင်းတွင်ထားပြီး၎င်းတို့ရဲ့ကတုတ်မြို့တော်အတွက်ဂုဏ်ယူကြပါတယ်။သို့တော်လည်းမလ28ရက်နေ့ကငလင်ဟာနေပြည်တော်ကိုအလွတ်မပေးခဲ့ပါဘူး။ဝန်ကြီးဌာနရုံးများအကွဲကုန်ပါတယ်။မြောင်လိုင်အပါအဝင်ထိပ်တန်းခေါင်းဆောင်များရဲ့ဓာတ်ပုံများကျမ်းပြင်သို့ပြုတ်ကျသွားရပါတယ်။မြို့တော်ကလေကြောင်းထိန်းချုပ်ရေးမျှော်စင်ကြီးပြိုကျပြီးလူအနည်းဆုံး9ဦးသေတယ်လို့စစ်ကောင်စီမီဒီယာကဆိုပါတယ်။တိတ်မဝေးလာတဲ့တောင်တန်းများကတော်လိုင်းအင်အားစုများစောင့်ကြည့်နေပါတယ်။တော်လိုင်းအင်အားစုများထိန်းချုပ်နေတဲ့ဒေသမှာတော့အထက်မြင့်အစအုံနေတာကြောင့်မတ်လ28ရက်နေ့ငလင်ဟာ၎င်းတို့ကိုထိခိုက်မှုနေပါတယ်။မန္တလေးစကိုင်းနဲ့ကြောက်စဲကဲ့သို့မြို့ပြဒေသခံများအပြည့်အစည်းများကိုလက်ချီတက်တက်ဖြင့်တူးဖော်နေပြီးရှင်ကြံနေသူများကိုရှာဖွေရန်အောက်ခဲတစ်ခုချင်းဖယ်ရှားနေချိန်မှာပဲစစ်တပ်ဟာအကြည့်ဟောင်းများကိုပြန်လည်စတင်လာပါတယ်။မန္တလေးနဲ့နယ်နိမိတ်ထိစပ်နေတဲ့ရှမ်းပြည်မြောက်ပိုင်းမှာမတ်လ28ရက်နေ့ညကစစ်ကောင်စီဂျက်တိုက်လေယာဉ်မြေကတော်လိုင်းအင်အားစုများထိန်းချုပ်ထားတဲ့နောင်လင်းကြေးရွာဘုတ်ကိုဘုံကျဲချပါတယ်။ထိုအချိန်မှာထိခိုက်ဒေဆုံးမှုမရှိတော့လဲရခိုင်2ရက်ကအနီးမှာရှိတဲ့ကြေးရွာတို့ဘုံကျဲတိုက်ခိုက်မှုများမှာတော့4ဦးဒေဆုံးခဲ့ပါတယ်။ထိုမြို့နယ်မှာရခိုင်တပတ်ခွဲကဖုံးရင်ကျောင်းမှာခိုလုံးနေတဲ့လူ10ဦးလေကြောင်းတိုက်ခိုက်မှုကြောင့်ဒေဆုံးခဲ့ရပါတယ်။ငလင်ကာလမှာလေကြောင်းတိုက်ခိုက်တာကိုမယုံနိုင်အောင်ဖြစ်ရကြောင်းနောင်လင်းကြီးရွာကလူငယ်တူကဆိုပါတယ်။မင်းအောင်လှိုင်ကမြန်မာကိုလူသက်ကွင်းဖြစ်အောင်လုပ်နေတာလို့၎င်းကဆိုသွားပါတယ်။စစ်ကောင်ဆောင်ရဲ့ဗေဒင်နက်ခတ်အပေါ်ယုံကြည်မှုမကြဆင်းကြောင်းစစ်ကောင်စီထိပ်တန်းအရာရှိကြီးများကိုဟောပြောပေးနေတဲ့ရန်ကုန်ကဗေဒင်ဆီယမတူကဆိုပါတယ်။၎င်းတို့ဟာနိုင်ငံမှာအာဏာယော်နဲ့လာစီကမှုယုံကြည်မှုကိုဖက်တွေထားကြတယ်လို့၎င်းကဆိုပါတယ်။မင်းအောင်လှိုင်ဟာအာဏာတည်မြဲရေးအတွက်ဗုဒ္ဓဘာသာအဆောင်လက်ဖွဲ့ကိုအလွန်အားကိုးကြောင်းအမည်မဖော်လိုတဲ့ထိုဗေဒင်ဆီယမကပြောပါတယ်။စစ်တပ်ကအစင်းမြင့်စီးကပ်သူများရှိနေတာကြောင့်အမည်ဖော်လိုခြင်းမရှိဘူးလို့ပြောပါတယ်။မတ်လ29ရက်နေ့မနက်ခင်းမှာတော့စစ်တပ်ဂျာကန်တူကသူ့ထံဖုံးဆက်ပြီးမြမစစ်ကောင်းဆောင်အာနာခိုင်မြည်အတွက်ကုညီရန်ပြောကြောင်းအဆိုပါဗေဒင်ဆီယာမကပြောပါတယ်။အဆောင်လက်ပွဲတစ်ခုအမြဲတမ်းဝတ်ဆင်ထားရန်၎င်းကရတရားပေးလိုက်ပါတယ်။သို့တော်လည်းငလင်ကထိုဗိုလ်ချုပ်အတွက်အတိတ်နမိတ်မကောင်းကြောင်းဗေဒင်ဆီယာမကဆိုပါတယ်။အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ဗေဒင်ရတရားယုံကြည်မှုကအတော်ကိုအောချလိုက်ရပါတယ်။ဘာကြောင့်လဲဆိုရင်ဧပြီလ4ရက်နေ့မှာစစ်ကောင်စီရဲ့လက်အောက်ခံမန္တလေးတိုင်းဝန်ကြီးချုပ်မျိုးအောင်သာသနာရေးဝန်ကြီးနဲ့စစ်ဗိုလ်ချုပ်တစုဟာမဟာရွှေသိန်းတော်ဖျားမှာအဋိဌံ108ပြီးငပြောပွဲထိုးကပွဲပေးပြီးနိုင်ငံတော်ဝန်ကပ်ပေးတင်မှုကိုကြော်လွှားဖို့အတွက်ရတရားခြေခိုင်းခဲ့တယ်လို့လည်းသိရပါတယ်။အဆိုပါရတရားခြေမှုဟာနေပြည်တော်ကစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်ဖြစ်တယ်လို့လည်းဆိုပါတယ်။